အားလုံးပဲမင်္ဂလာပါကျွန်တော်အခုကစုံပြုံးနေတာဖြစ်ပါတယ်ကျောင်းဖက်သားတွေဘိုက်ချလို့ကျောင်းဖက်သားတွေကဘာမှမလုပ်ငါပြင်းနေအကောင်လားစားဖို့ပဲတည်တယ် ညီလေးကအပေါင်းဖော်ကဘာမလုပ်လား မလုပ်အကောင်တွေငါပြင်းနေကျောင်းပဲတောင်းဝင်ပေးလိုက်က စုံပြုတ်တော့တော်တရားအဲ့ဒီကစုံ ဒီ channel ကတူတာ ဟုတ်လား အခုကစုံပြုံးရကစုံပြုံးနေကစုံပြုံးရင်စားရဖို့လေလာကြည့်ပါ အိုးမရသေးလားညီလေး ကျွန်တော်ပဲသူကမီးတိမ်မတောက်သေးကျွန်တော်မခဏနေကြတော့မှာဦးရကဆူတော့ဆူနေပြီရွာရဲ့အလားတရားလေးလို့ပြန်လောက်တာပေါ့မြို့ထဲမှာနေရတယ်ရွာလွယ်လို့ပါ ဟုတ်ပါတယ် Later. သူရဲ့မကြီးသူကြီးရဲ့ခဲရောက်လေရောစားကောင်းမဲ့တဲ့တူတယ်နော်လာသွားရအောင်တိုက်ရအောင်ပြီးစားလို့ရပြီတဲ့ပြောထင်တာတော့တော့ခါမပြုတ်ဘူးပေါ့ဒါကျွန်တော် first time Later. တော့ရမကြောက်စားကောင်းဘာစရာစားဆိုတော့ဒီနေ့လည်းမစားဘူးကျွန်တော်ဒါခါကစုံပြောလို့ရှိရင်မကြောက်မပြောနဲ့ပါဘူးကြောက်စားမကြောက် ဒီမှာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe တွေလုပ်ပါပေးပါရတဲ့ကျေးဇူးတင်ပါ